စိတ်ရှည်တီးခန့်တတ်တဲ့လူတိုင်းရဲ့ခံရကိုယ်ထဲမှာဘုံတစ်လုံးဝတ်ထားတတ်ကြတယ်လူတိုင်းမှာလူရိုးကြီးလိုတတ်မှတ်ထားတဲ့သူဟာတစ်သက်လုံးနာကျင်စရာတွေကိုညှို့သိပ်ထားခဲ့ရသူပါဒါပေမဲ့နောက်ဆုံးမှာတော့စပွဲပေါ်ကမညီမညာဖြစ်နေတဲ့သူတစ်စုံကြောင့်ပဲသူဟာအရာအလုံးကိုဖျက်ဆီးပြစ်ခြင်းစိတ်တွေရုတ်တရက်ပေါက်ကွဲလာတတ်ပါတယ်ငယ်ကလေးကကျွန်တော်တို့ဟာမငိုနဲ့စိုးမနေနဲ့စကားနားထောင်ဆန်းဆိုတဲ့စကားတွေကိုပဲကြားခဲ့ရတယ်ဒါကြောင့်မင်းဟာညှို့သိပ်တက်လာခဲ့တယ်မကျေနပ်ချက်တွေဒေါသတွေနဲ့နှုတ်ခမ်းပြားထိရောက်လာတဲ့ဆဲဆိုခြင်းစိတ်တွေကိုညှို့ချပစ်ခဲ့တယ်မင်းရဲ့ခန္ဓာကိုယ်ဟာအမိုက်ပုံးကြီးတစ်ခုလိုဖြစ်လာခဲ့တယ်ဒါပေမဲ့မင်းမြို့ချလိုက်တဲ့အဲ့ဒီစိတ်ခံစားချက်တွေကပျောက်ကွယ်မသွားပါဘူးသူတို့ဟာမင်းရဲ့မတိစိတ်ထဲမှာပုတ်ပွားနေပြီးအိမ်မပျော်တာတွေရင်းဘက်ထဲမှာအလိုလိုနေရင်အန်တတ်ဖြစ်တာတွေအဖြစ်ပြောင်းလဲသွားတတ်ပါလေစိတ်ပညာမှာရက်ဆက်တဲ့အမှန်တရားတစ်ခုရှိတယ်အဲ့ဒါကတော့ဒေါသဟာဝမ်းနည်းမှုရဲ့တက်တော်ဆောင်ဆိုတာပါပဲလူတစ်ယောက်ဒေါသထွက်နေတဲ့အခါသူဟာတကယ်တော့အကူအညီတောင်းနေတာပါသူပြောချင်တာကငါအယမ်းနာချင်နေလို့တယောက်ယောက်လောက်ငါ့ကိုကာကွယ်ပေးကြပါအောင်ဆိုတာပါပဲဒါပေမဲ့နားထောင်ပေးမဲ့သူမရှိတာကြာလာတဲ့အခါမှာတော့သူဟာအရာအလုံးကိုဖောက်ခွဲပေးဖို့ပဲရွေးချယ်လိုက်ပါတော့တယ်စိတ်ခံစားချက်တွေကိုထိန်းချုပ်ဖို့မကြိုးစားပါနဲ့အဲ့ဒါဟာစိတ်သက်ပြိုလဲခြင်းရဲ့အစပြုမှုပါပဲဒေါသကတကားလာခောက်တဲ့အခါအပြင်မှာတော့ခံမထားပါနဲ့အစုပ်ကွေးမတက်ပြေးလွှားပြလိုက်ပါအတန်ကုန်အော်ဟစ်ပြလိုက်ပါဒါမှမဟုတ်တန်ဖိုးနဲ့လေပင်ငံပြားတချို့ကိုဝယ်ပြီးအကုန်ရိုက်ခွဲပြလိုက်ပါအဲ့ဒီပင်ငံခွဲဖန်တွေကိုနားထောင်ရင်မင်းတစ်ခုကိုနားလဲသွားလိုက်မယ်အဲ့ဒါကတော့မင်းဟာလဲနားကျင်တတ်တဲ့ပြန်ကြိုက်တတ်တဲ့သွေးသားနဲ့လူသားတယောက်ဆိုတာပါပဲမင်းကိုမင်းဒေါသထွဲခွေပြုတ်လိုက်တဲ့အခါမှသာမင်းဟာပြည့်စုံတဲ့လူသားတယောက်အဖြစ်ကိုပြန်လဲပိုင်ဆိုင်နိုင်မှာပါစိတ်ပညာဘ ഹു တုဒတွေအတွက် follow လုပ်ထားနော်